ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးချင်တာကတော့မြမဂီတကောင်းကင်ယံမှာဆွဲမက်ဖွယ်ကောင်းတဲ့အတန်ပါရမီနဲ့ဆယ်စုနှစ်များစွာထွန်းလင်းခဲ့တဲ့ကျဲပွင့်တစ်ပွင့်သူ့ရဲ့နူးညံ့ပျော်ပြောင်းလာတဲ့အတန်အနေထားကနားဆင်သူတိုင်းကိုညှိတွယ်သွားစေနိုင်တဲ့အစွမ်းရှိပါတယ်ဟုတ်ပါတယ်ခင်ဗျာအန်နီနွဲရီဝင်းပဲဖြစ်ပါတယ်နွဲရီဝင်းလို့ဆိုလိုက်ရင်တည်ငြိမ်အေးချမ်းလာတဲ့အလှတရားနဲ့အတူခေတ်ဆက်ဆက်လွှမ်းမိုးနိုင်ခဲ့တဲ့ကနဝင်ဒေးသက်ရှင်တူလည်းဖြစ်ပါတယ်ခေတ်ပေါ်ဒေးတန်သားတွေကိုမြန်မာဟန်မပြတ်သေးဆိုနိုင်တယ်လို့ရင်ပတ်ထဲကလာတဲ့ခန်းစားချက်တွေကိုအတန်နဲ့ပုံဖော်ရမှာလည်းအတုမရှိသူလည်းဖြစ်ပါတယ်အန်တီရဲ့သချင်းတွေဟာကျွန်တော်တို့ရဲ့နေ့ရက်တွေကိုအဖော်ပြခဲ့ပါတယ်ကြည်လင်ပြီးအားမှန်ပါတဲ့အတန်အနေထားကလွမ်းစရာရှိရင်ပိုလွမ်းစေသလိုအားငယ်ချိန်မှာလည်းခွန်အားတွေပေးစွမ်းနိုင်ခဲ့ပါတယ်အမှုပညာကိုအသက်ထက်မြင့်လို့ပြီးမျိုးဆက်တစ်တွေအတွက်စံပြဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ကဏ္ဍဝင်အဆိုတော်ကြီးလည်းဖြစ်ပါတယ်ဂီတလောကမှာမရှိမဖြစ်တဲ့ယေဒနာတစ်ပါးအဖြစ်အန်ဒီနွဲကိုထာဝရဂုဏ်ပြုမှတ်တမ်းတင်နေမှာပဲဖြစ်ပါတယ်ခင်ဗျာအန်ဒီနွဲရီဝင်းရဲ့ပြည်သက်တွေကရောသူ့ရဲ့ဘယ်သချင်းတွေကိုအကြိုက်ဆုံးလဲဆိုတာအမှတ်တရအနေနဲ့ကောမန့်မှာရေးသွားခဲ့ပါဦးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြမဂီတလောကရဲ့ကဏ္ဍဝင်အဆိုတော်ကြီးတူဦးဖြစ်တဲ့အန်ဒီနွဲရီဝင်းအကြောင်းပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုကြားနေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာရှင်တွေရဲ့အကြောင်းအရာတွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ပြောကြရင်နောက်နေ့ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်နော်